အားလုံးမင်္ဂလာပါအခုဆိုရင်ကျမတို့တွေ2026ဆိုတဲ့နှစ်သစ်ကြီးကိုရောက်ရှိခဲ့ပြီเนาะ2026ဆိုတဲ့နှစ်သစ်ကြီးကိုရောက်ရှိခဲ့ခါကျတော့ကျမတို့တွေ2025မှာပြန်စဉ်းစားကြည့်ရအောင်ကိုရီ2025မှာဘာတွေများလုပ်ခဲ့တယ်လဲကိုယ့်ဘဝအပြောင်းလဲတွေဘာတွေဖြစ်တယ်လဲပေါ့စဉ်းစားကြည့်လိုက်ဘာမှအပြောင်းလဲရှိလဲမရှိလဲမဆိုင်ဘူးเนาะနှစ်ကတော့သူ့လိုလိုပြောင်းနေမှာပဲเนาะအကုန်လုံးရဲ့အသက်တွေကတစ်နှစ်ပြီးတစ်နှစ်သာကြီးနေမယ်အခုဆိုရင်ကျမတို့တွေအသက်တစ်နှစ်ကြီးသွားပြီအခုဆိုရင်ကျမဆိုရင်53အရွယ်မှာကိုဘဝဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံကိုသိခဲ့ရတဲ့အသည့်အမြင်လေးတွေကိုကိုကနေပြန်လဲဝေမျှခြင်းဖြစ်တယ်အဲ့ဒီလိုဝေမျှရအောင်လဲကျမတို့တွေကအမြဲတမ်းလေးလာသင်ယူနေရပါသေးတယ်အဲ့လိုလေးလာသင်ယူနေရင်းနဲ့အခုဆိုရင်ကျမတို့တွေအသက်တစ်နှစ်ကြီးသွားပြီအသက်တစ်နှစ်ကြီးသွားတဲ့ခါကျတော့ဘာကိုထပ်ပြီးတတိထားရလဲဆိုရင်ကျမတို့အသက်အရွယ်မှာကျမ်းမာရေးကိုထပ်ပြီးတော့လေးလာသင်ယူရတော့မယ်ဆိုတဲ့အသည့်ကိုကျမကတခါထပ်ပြီးကိုတတိပေးရတယ်။အော်ငါအသက်တစ်နှစ်ကြီးလာပြန်ပြီအသက်တစ်နှစ်ကြီးလာတော့ဘာဖြစ်လဲငါကျမ်းမာရေးကိုထပ်ပြီးတော့လေးလာလိုက်စားရမယ်ဘ ഹു တုဒ္ဒတွေလေးရမယ်ကျမ်းမာမှသာစိတ်ချမ်းသာမယ်စိတ်ချမ်းသာမှသာလေကျမတို့တွေအကုန်လုံးအရာရာကိုတက်တက်ကြွကြွနဲ့လှုပ်ဆောင်နိုင်မယ်အဲ့တော့ကျမတို့တွေအသက်တစ်နှစ်ကြီးသွားတဲ့အတွက်ကိုကျမ်းမာရေးကိုထပ်ပြီးတော့လေးလာရမယ်လို့ပဲမှတ်ယူထားပါတယ်